ဒါလေးကတော့ဟိုနေ့က MPD ရုံးကိုသွားထားတဲ့ blog လေးဖြစ်ပါတယ်နေပြည်တော်ကပါရှင်နေပြည်တော်ဗဟိုမီးတက်ရုံနာ MPD ရုံးကိုသွားထားတာပါရုံးရောက်မှာမိတ်တူလို့တယ်ဆိုလို့မြို့မဈေးကိုသွားပြီးတော့မိတ်တူဆွဲရပါတယ်မြို့မဈေးကိုသွားနေလမ်းတစ်လျှောက်ပါရှင်အဲ့ဒီနေ့ကနေလေးလဲတာတယ်အမြဲတမ်းတီရှဲရဲ့ချစ်တီချဲရဲ့ပညာဌာနလိုက်တွေကြည့်လို့နောက်ကတော့တီရှဲရဲ့လိုက်ကလေးဖွင့်ထားတဲ့အတန်လေးပါရှင် TV လေးမှာအမြဲတမ်းတီရှဲကိုအတန်လေးကိုနားထောင်ပြီးမှလှုပ်လှုပ်ပါတယ်ဖိုက်တာရှင်တိမ်လေးတွေအဲ့နေကတိမ်လေးကိုပြားနေရပဲဒါမျိုးမှဆိုဆင်းနေတဲ့လမ်းမှာနီးပိုင်မိပါတယ်ဒါမျိုးမှဈေးနာလေးကမီးပွိုင်ပါရှင်ဝိတ်စိတ်ဆိုင်မုတ်ကြီးမဟွေကိုလှနေရောပဲမရမီးပွိုင်ဆိုင်ရင်းနဲ့လေအရာလူယူပေါ့နော်ဥမမောကလို့သူ့မြီးလေးအတွက်နဲ့လို့စစ်လိတ်ဖြတ်တာလို့စစ်လိတ်ဖြတ်ပါလားဆိုတော့ဟာကျတော့သူ့မှာမမြီးမရသေးတာတဲ့အဲ့နဲ့မြီးမရှိဘူးတမီးလေးရှိရဲ့လေတမီးလေးတက်စစ်လိတ်ဖြတ်ပါလားဆိုတော့ဘာမှမပြောတော့ပါဘူးရှင်မိဘကလည်းကြာရေးဆောက်လိုက်ရပါတယ်နေလေးကလည်းပူးနေတယ်ရှင်ရပြီမိဘစိမ့်သွားပါပြီဖြစ်လာပါတယ်ကလေးတွေဆိုရင်အားလုံးအကျိုးအတွက်ကျိုးနေတော့ညာနေပါတယ်နောက်ကိုရဲ့ရှင်ဒီမှာတစ်သေးလေးကိုဝင်လာပါပြီတစ်သေးမှလေးကိုဝင်လာပါပြီဒါပြီးတော့ဒီချက်နဲ့လက်ပဲထားတဲ့အခါမှာမြို့မဈေးကိုဟိုမကိုင်းဟိုပါလေဗာလဲစပင်းညက်ကော်ဖီလေးရောတောက်လို့ရတာဘာဆိုလားမသိဘူးရွှေရှားကားမြို့မဈေးကိုသူကမရောက်ဘူးတော့ဒီဘက်ထဲမှာမိတ်တူဆိုင်ရှိမယ်ထင်ပြီးတော့ဒီဘက်ထဲကိုသွားပါတယ်ဒါကတော့မြို့မဈေးပါရှင်ဒီဘက်ရှမ်းကားဂိတ်ဒီနားလေးမှာနောက်ကဆိုင်ငယ်ဟွန်းတီးရလားမသိဘူးဟုတ်တယ်ဟွန်းတီးရအဲ့နဲ့ပြန်ကြွေးပြီးဒီဘက်မှာမရှိလောက်ဘူးဆိုပြီးပြန်ကြွေးပါတယ်တူနိုင်ရနာဆောင်းမုတ်ကြီးဒီဘက်ကကားဂိတ်တွေဟိုဘက်မှာရှိလောက်တယ်ဆိုပြီးဟိုဘက်ကိုပြန်သွားပါတယ်ဟိုအဲ့နေရလေးကြုံတိန်လေးရတာလှသွားပါတယ်ဒါတော့မြို့မဈေးကြီးပါရှင်EV လက်စစ်ကားကြီးပါမိတူဆိုင်ရှားပါတယ်မိတူဆွဲဖို့မိတူဆိုင်ရှားပါတယ်မိတူဆိုင်တွေ့ပါပြီအရှင်နာမအိဇန်လက်အတိအကိုတို့ဆိုင်မှာကိုတို့မတို့ဆိုင်နဲ့ကိုတို့မအောင်နဲ့လည်းတွေ့ခဲ့ရပါတယ်ဒါလေးကတော့အပြန်လမ်းပါရှင်တိမ်ပြန်နေစန်တေးမန်ကွယ်တိမ်လေးရပြန်နေရောတချင်းလေးအဲ့လိုမျိုးလေးညီးလိုက်မိပါတယ်အဲ့ဒီကစန်တီတော့မဟုတ်ဘူးပေါ့ရှင်ဘယ်နေရာတော့လဲတော့မှတ်မိတော့ဘူးရှင်လမ်းတစ်လျှောက်မှာတပင်စိမ့်လေးနဲ့ကောင်းကင်ပြပြကြီးနဲ့လိမ်ဖြူလေးနဲ့ပါဘလော့ရိုက်တာဝမ်းနာပါတော့ဆိုင်ငယ်နောက်ကနေထိုင်စီးပြီးသမီးလေးမပါတဲ့နေ့ဆိုရင်ဘလော့လေးတွေရိုက်ပါတယ်
အပြန်ကြတော့ဒီဘက်လမ်းနေပြန်ပြီးတော့သူနာပြုတ်တက္ကသိုလ်ကျောင်းရှိတယ်ရောက်သေးဦးထင်တယ်ဩရပြီမမို့ကတင်းတစ်ထောင်ဒါ sorry ကတင်းတစ်ထောင်နောက်ပေါက်ကတင်းတစ်ထောင်ဒီဘက်ကသူနာပြုတ်တက္ကသိုလ်ဒါမှသူနာပြုတ်တက္ကသိုလ်ပါအိမ်ပိုင်းရအောင်ပါရဲ့နော်ဆိုင်ပါရအောင်အိမ်ပိုင်းရအောင်အိမ်ချက်ရင်းနဲ့ဒီကားပေါ့နော်အရှိမရတာလေးတို့တာပါတယ်ပေါ့နော်အဲ့ဒီမှာဗီဒီယိုလေးကိုဆုံးအောင်ကြည့်ပေးရတဲ့ကျေးဇူးတင်ပါတယ်ရှင်အေးချမ်းတရားပျော်ရွှင်သောနေ့ရက်လေးဖြစ်ပါစေရှင်အရောက်တရားမှာ69ရောက်နောက်ကအောက်လိုအပ်ချက်တွေလည်းအများကြီးရှိနေပါသေးတယ်စကားပြောတာလေးကိုဝါသနာရရိုက်တာမလို့ပြောပြီးတင်ပေးတာမလို့နားလည်ပေးပါရှင်လိုက်မလို့တဲ့သူရဲ့လိုရင်းနဲ့ပြစ်သွားတော့လူမလွယ်ကျန်တော့အရောက်တရားမှာ90ရောက်တော့သူပြုတ်တော့အရာတွေအကုန်ရတယ်နော်အဲ့ဒီအကြောင်းအရာကိုအမှန်တကယ်ပေးမှာပို့တင်ထားတယ်ညတော့တော့ပါလေအတူပါလေအတူလေးနည်းနည်းလေးတင်ထားနည်းနည်းလေးပဲတင်လိုက်ပြီးတပိတက်ထားတယ်နော်တင်ပေးရမယ်ဆိုလို့ရှိရင်တစ်နာရီတာမကောက်ဘူး